ပရိသတ်များအားလုံးပဲမင်္ဂလာပါဝိုင်းလေးတရားရီ program ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ဝိုင်းလေးကပရိသတ်တွေကိုဝိုင်းလေးသိဆိုခဲ့တဲ့ cover sound နေတဲ့ကမှအကြိုက်ဆုံးတစ်ပုဒ်ကိုရွေးချယ်ထားပါတယ်အဲ့ဒီတစ်ပုဒ်ကိုဝိုင်းလေးကဒီနေ့ reaction video လေးပြန်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်ဘာသချင်းလေးဖြစ်မလဲဆိုတော့ Frozen ရုပ်ရှင်ဇာတ်ကားတွေက Let It Go ဆိုတဲ့ဇာတ်ဝင်ဒီသချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဝိုင်းလေးရဲ့ပရိသတ်တွေဆိုလို့ရှိရင်သိရပေါ့နော်ဝိုင်းလေးကဒီ Frozen ဇာတ်ကားတွေကဇာတ်ဝင်တေးတွေတော်တော်များများကိုဝိုင်းလေးကိုယ်တိုင် cover တွေအများကြီးတည်ဆိုခဲ့ပါတယ်ဒီ Let It Go ဆိုတဲ့သချင်းလေးဆိုလို့ရှိရင်လည်းဝိုင်းလေးဒီ Frozen ထဲမှာပထမဦးဆုံး cover လုပ်တဲ့သချင်းလေးလည်းဖြစ်ပါတယ်ဒီသချင်းလေးကိုဝိုင်းလေးက2019ခုနှစ်မှာတည်ဆိုခဲ့တာဖြစ်ပြီးတော့ရိုက်ကူးထားတဲ့နေရာကတော့ဝိုင်းလေးတို့ဘယ်နေရာလို့ထင်လဲပရိသတ်တွေဝိုင်းလေးကပြေဦးလင်မှာရိုက်ထားတာဖြစ်ပါတယ်တကယ်တော့ဒီသချင်းလေးကိုရိုက်တုံးကဝိုင်းလေးရိုက်ဖို့အစီအစဉ်မရှိဘူးပေါ့နော်ရန်ကုန်မှာပဲ cover sound လေးအနေနဲ့ဆိုထားပြီးတော့ပြင်ဦးလွင်မှာဝိုင်းလေးတို့ဒီကိစ္စလေးရှိတယ်အလုပ်ကိစ္စလေးရှိလို့သွားရင်းနဲ့အမှတ်မထင်ပဲပေါ့နော်ယာတီဥဒုလေးနဲ့လည်းကိုက်ညီတယ်ပြီးတဲ့အခါကျတော့ဒီသချင်းလေးဆိုထားရလဲရှိတာဖြစ်တဲ့အတွက် director အကိုနဲ့ပေါ့နော်တိုင်ပင်ပြီးတော့ဝိုင်းလေးတို့ဒါလေးကိုပြေးရိုက်လိုက်မယ်ဆိုပြီးတော့အချိန်2နာရီပဲပေါ့နော်အချိန်2နာရီလေးနဲ့location scout လို့ဝစ်စားတွေပြင်ဆင်ပြီးတော့မှတွားရိုက်ခဲ့ပါတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဖြစ်ပြတ်သွားတဲ့ရိုက်ကူးထားတဲ့ဟာလေးတွေကအယမ်းမြန်နေပေါ့နော်ပေါ့ပေါ့ပပလေးလည်းရိုက်ထားတာဒါပေမဲ့တကယ်တမ်းထွက်လာတဲ့အရာကကြတော့ဝိုင်းတို့တကယ်သေးချာလေးတည်ပြီးတော့ရိုက်ထားတဲ့ပုံစံလေးဖြစ်သွားတာဖြစ်တဲ့အတွက်ရလာတဲ့ result လေးကို outcome လေးကိုအယမ်းတော့ကျင်းနဲ့အားရမှုရှိပါတယ်အဲ့တော့တီဆိုထားတဲ့ပုံစံလေးကရောဘယ်လိုဖြစ်မလဲဆိုတာကိုပရိသတ်တွေနဲ့အရင်ဆုံးကြည့်လိုက်ရအောင်နော်